မင်းမိမယူဖို့အချိန်တန်ပြီငါသားငါနဲ့ပေးစားတော့မယ်ခရီးအရင်ထွက်ပါရစေမေမေပြီးမှစဉ်းစားပါရစေရှင်ကဒီမြို့ကမဟုတ်ဘူးထင်တယ်တခြားမြို့ကပါမြင်ချင်းချစ်မိကြတယ်ဆိုတာကျွန်တော်ခွန်ဆန်လောနဲ့သူမနန်းဦးပြင်တို့ပါပဲကျွန်တော်ပြောတဲ့ဟာတာတွေဆိုသူမကအယမ်းသဘောကျတယ်အရှားသာရှိတဲ့ဟင်းတွေအများကြီးကျွန်တော်ကိုချက်ကျွေးတယ်တရက်ပြီးတရက်ကျွန်တော်တို့မခွဲနိုင်မခွာနိုင်အယမ်းချစ်လာကြပါတယ်ကိုပြောစရာရှိတယ်အရေးကြီးတယ်ကိုတို့လက်ထပ်ကြအောင်နော်ကိုမိဘတွေစီပြန်ရုံမယ်တူတူလိုက်မယ်နော်လာကြမိန်းကလေးကချောလာတာပဲငါသားရေကုံရောင်းကုံဝယ်လေးလုပ်ပေးပါဦးမင်းမိသားစုအတွက်ငွေများများရှာရမယ်လေဟုတ်ကဲ့ပါနင်းကိုငါတစ်စက်မှမကြည့်ဖြူဘူးနင်ထွက်သွားအောင်ငါလှုပ်ပြမယ်ကျမရဲ့ရောက်ခမကျမကိုအမျိုးမျိုးတိုက်ခိုက်လာပါတယ်ကျမကိုအလုပ်တွေဆက်တိုက်လုပ်ခိုင်းပြီးအမြဲစုပူပါတယ်ကျမစားမဲ့ထမင်းထဲမှာအပ်တွေစိုက်ထားလို့လက်ကိုစူးမိပါတယ်ကျမယောက်ျားအိမ်မှာရှိနေချိန်တော့ဟန်ဆောင်ပြီးချိုးတာပြပါတယ်ဒီလိုနေပဲကျမမှာကိုဝင်ရှိလာခဲ့ပါတယ်ကိုဝင်ရင့်လာတာနဲ့အမျှကျမကိုပိုပြီးကျိန်းမောင်းလာပါတယ်ကျမယောက်ျားကလည်းအလုံးနဲ့ခရီးထွက်နေပါတယ်ကျမအယမ်းကြောက်နေပါပြီတနေ့မှာတော့သူမကကျမမသိအောင်လှေကားကိုဖျက်ဆီးထားပါတယ်ကျိုးနေတဲ့လှေကားထစ်ကိုနင်းမိပြီးကျမချော့လဲသွားခဲ့ပါတယ်ဖိုင်လဲရန်နာနေပြီတော့ဆက်နေရင်ကျမရောကလေးပါအသက်ဆုံးပါတော့မယ်ဒီအိမ်ကထွက်သွားပါတော့မယ်ရင်သွေးလေးကိုကာကွယ်ရမယ်လေတော့အုပ်ထဲမိုးတွေတဲနေချိန်မှာပဲရင်သွေးလေးကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့ပင်ပန်းနှိပ်စက်ခံခဲ့ရတဲ့ထန်တွေကြောင့်ရင်သွေးလေးမှာအသက်မပါလာခဲ့ပါဘူးမေမေစောင့်နေခဲ့တယ်လို့ဖေဖေကိုပြောပေးနော်မိမရေနန်းဦးပြင်ကြီးကိုပြန်လာပြီ
လာမဲ့ချစ်ရသူရေ နင်တို့တိတ်ပြီးတာတော့တူတူမရှိစေရဘူးအဲ့ဒီညချမ်းပြည်နယ်ရဲ့ကောင်းကင်ကြီးမှာကျေအစုအဝေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ခွန်ဆန်လောနဲ့နန်းဥပြင်ဟာအတောက်ပါဆုံးကျေနှစ်ကွင့်ဖြစ်လာပြီးတော့ခွန်ဆန်လောရဲ့မိခင်ကအုတ်ခုနှစ်ခုကြားထားသွားခဲ့တဲ့ဝက်စစ်ရိုးဟာအလဲမှာခြားထားတဲ့ကျေတွေဖြစ်လာတယ်လို့ပြောစမှတ်ပြုကြပါတယ်အသက်ရှင်စင်မှာလဲတေကွဲကွဲခဲ့ရတယ်လို့ကျေလေးတွေဖြစ်လာချိန်မှာလဲအတူရှိခွင့်မရတဲ့ခွန်ဆန်လောနဲ့နန်းဥပြင်တို့အကြောင်းဟာရှမ်းလူမျိုးတို့ရဲ့ကြေကွဲပြေဇလန်းဒီတစ်ပုတ်ဖြစ်လာခဲ့ပါတော့တယ်